အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Burmese God Channel ကနေကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းလေးမစခင်မှာကျွန်တော်တို့ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပြီးတော့ Notification လေးနဲ့နှိပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ဒေါ်လာထဲကတရေများဆိုတဲ့ဇာတ်လမ်းလေးကိုအပိုင်း1အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမင်းနဲ့ဝန်နိုင်တို့တငယ်ချင်းတွေဟာတော်လိုက်ဝါသနာပါတဲ့သူတွေပါဒီတခါတော့မြို့ကနေမိုင်30လောက်ဝေးတဲ့တစ်တော်ကြီးတွေကိုအမဲလိုက်ဖို့ခရီးထွက်လာကြတယ်ညနေခင်းမှာတမင်တကောင်ကိုပြစ်ခတ်မိပေမဲ့ထိမှန်သွားတဲ့တမင်ဟာထောနက်ထေကိုဝင်ပြေးသွားတယ်ဒီလိုနဲ့ထပ်ပြေးသွားတဲ့တမင်နောက်ကိုလိုက်ရင်အမောင်ကျလာတဲ့အချိန်မှာသူတို့ဟာလိုက်မရတော့ပဲအနီးကတစ်ပင်ကြီးတွေအောက်မှာစကန်ချဖို့ဆုံးဖြတ်လိုက်ကြတယ်မိဖို့ကလေးဖိုးပြီးငှက်စာစားနေစဉ်ဝင်းနိုင်ကဒီတော်ကြီးအကြောင်းကြားဖို့တာတော့ရှိတယ်ကွာလူပြောက်တဲ့တော်တော်လူကြီးတွေပြောကြတာပဲဒါနဲ့မင်းထက်ကပုံမြင်နေပါဝင်းနိုင်ဟာတကယ်လို့ဟုတ်ခဲ့ရင်တော့ငါတို့မှလက်ငတ်တွေပါတာပဲဘယ်သူကလာပြီးတော့နှောက်ရှက်ရမှာလဲဒီလိုနဲ့တငယ်ချင်းနှစ်ယောက်စကားပြောစားတော့လို့ပြီးတဲ့အခါသူတို့ဆောက်ထားတဲ့ယာယီတဲလေးထဲမှာပဲအိတ်ဆက်အနားယူလိုက်ကြပါတော့တယ်ညတကောင်ချင်းမှာတော့မင်းသားကရုတ်တရက်အိတ်ရကနေလန့်လို့လာတယ်သူတို့တဲရဲ့မလန့်မကန့်ကခြုံနေကြမှာတစုံတစ်ခုလှုပ်ရှားနေတောင်မင်းထက်ချလိုက်ရဒါနဲ့မင်းထက်လည်းစိုးရင်လာပြီးအိတ်မောကြနေပြီးဝင်းနိုင်ကိုလှမ်းနှိုးလိုက်ဟဲ့ဝင်းနိုင်ထောင်းဟာဟိုမှာတန်နေကြလားဝင်းနိုင်လည်းနိုးလာပြီးနားစိတ်ထောင်လိုက်တယ်ခြုံမှုတွေကြားကခြေတန်းဟာသူတို့စခန်းသားကိုတဖြည်းဖြည်းနီးလာတယ်ရုတ်တရက်သူတို့တဲရှိကမင်းပြမီးလင်းရောင်အောက်မှာအဖေအောင်ရေးတစ်ခုဖြတ်ပြေးသွားတာကိုမြင်လိုက်ရတယ်ဝင်းနိုင်ရဲ့မျက်လုံးကြီးကျဲသွားပြီးအဲ့ဒါဘာလဲမင်းထက်တွန်းတွန်းကြီးနဲ့မေးလိုက်တယ်ငါလည်းမသိဘူးလေထကွာလက်နက်တွေယူလိုက်ကြည့်အောင်ဒီလိုနဲ့သူတို့နှစ်ယောက်လက်နက်တွေယူပြီးတဲရှိထွက်လိုက်တဲ့အချိန်ပတ်ဝန်းကျင်ကရေးတွေဟာလှုပ်ရှားလာတယ်ရုတ်တရက်သူတို့ဘေးပတ်ဝန်းကျင်တစ်ပင်တွေပေါ်ကနေကလေးငယ်တယောက်ရဲ့အတန်ကအမေးဆိုပြီးငိုတန်ထွက်လာတယ်ဒါပေမဲ့ဒီအတန်ပုံမှန်မဟုတ်ပဲအကွက်ကွက်အတန်ဖြစ်နေတယ်မင်းထက်နဲ့ဝင်းနိုင်လည်းထိတ်လန့်လာပြီးသူတို့ဘေးပတ်ဝန်းကျင်ကတစ်ပင်တွေကိုလှည့်ပတ်ကြည့်နေစဉ်ရုတ်တရက်မီးပုံဟာမီးကုန်းမဲမဲတွေထွက်လာပြီးငြင်းသွားတယ်တစ်ချိန်တည်းမှာပဲသူတို့ဘေးပတ်ဝန်းကျင်ကတစ်ပင်တွေပေါ်မှာမျက်လုံးကြီးရဲရဲကြီးတွေနဲ့အရေးတွေကသူတို့ကိုစိုက်ကြည့်နေတယ်မင်းထက်နဲ့ဝင်းနိုင်လည်းကြောင်အမ်းပြီးခြေထောက်တွေလှုပ်မရဖြစ်နေခဏကြာမှမင်းထက်တတိဝင်လာပြီးဝင်းနိုင်ငါတို့ပြေးမရမယ်မင်းထက်နဲ့ဝင်းနိုင်တို့နှစ်ယောက်လက်နက်တွေကိုချစ်ပါအောင်ကင်ပြီးတော်တဲ့ကိုတစ်ချိန်ထိုးဝင်ပြေးကြတော့တယ်ဒီအချိန်မှာပဲတပင်ဘော်ကမျက်လုံးကြီးကြီးတွေနဲ့အရေးတွေဟာတပင်ဘော်ကဆင်းလာပြီးမင်းထက်နဲ့ဝင်းနိုင်တို့လောက်ကိုလိုက်သွားကြတယ်မင်းထက်နဲ့ဝင်းနိုင်ဟာကြောက်စိတ်ကြောက်အားကုန်ပြေးနေပြီမဲ့ညအမောင်ထဲမှာဖြစ်လာကြောက်ထင်တယ်လို့ခရီးမပေါက်ဘူးဖြစ်နေတယ်ဒေကတပင်တက်ကိုင်းကြီးတွေကလည်းမကောင်းဆိုးဝါးတဲ့သူတို့ကိုဆွဲဖမ်းဖို့လှုပ်ရှားနေတယ်လို့ထင်မိနေတယ်သူတို့နှစ်ယောက်ပြေးနေရင်ရုတ်တရက်ဝင်းနိုင်ဟာဂျင်းတစ်ခုလေးထုတ်ကြသွားတယ်မင်းထက်လည်းဝင်းနိုင်ကိုကဲဖို့စူးစမ်းတဲ့ချိန်မင်းထက်အောက်မှာသူတို့အများကြီးပဲငေါ့ဆွဲချနေတယ်ဝင်းနိုင်ရဲ့အတန်ကြောက်စိတ်နဲ့တုံနေတယ်တကယ်လည်းရေအောက်ကဖြူဖြူလက်တွေကဝင်းနိုင်ကိုရေအောက်ထဲဆွဲချဖို့စူးစမ်းနေကြတယ်မင်းထက်လည်းဝင်းနိုင်အတွက်စိုးရင်လာပြီးဝင်းနိုင်ငါလက်ကိုဆွဲတက်ဝင်းနိုင်ဟာမင်းထက်လက်ကိုဆွဲပြီးအပေါ်တက်ဖို့စူးစမ်းတယ်လို့မင်းထက်လည်းအပေါ်ကိုရောက်အောင်ဆွဲတင်ဖို့စူးစမ်းပြီးမယ်ရေအောက်ကမကောင်းဆိုးဝါးလက်တွေဟာဝင်းနိုင်ရဲ့ခြေထောက်ကိုဆွဲထားတာကြောင့်ကမ်းပေါ်ကိုတက်လို့မရဘူးဖြစ်နေတယ်မင်းထက်လည်းစိုးရင်စိတ်ချောက်ခန္ဓာတွေကရှိသမျှအားတွေအကုန်ထုတ်ပြီးဝင်းနိုင်ကိုဆွဲတင်လိုက်တဲ့အခါမှာတော့ဝင်းနိုင်တယောက်ကမ်းမပေါ်ပါလာတော့တယ်အဲအလုံးပင်ပန်းမောဟိုင်းနေပြီမဲ့ခန္ဓာကိုယ်မှာကြောက်စိတ်ကဆိုးမိုးနေတာကြောင့်အမောင်ထဲမှာပဲဒေါသရှိအောင်ကိုခံမှန်းပြီးဆက်ပြေးလာကြတယ်မင်းနဲ့ဝင်းနိုင်တို့နှစ်ယောက်တောထဲမှာပြေးလွှားရင်းကနက်အာယုံတဲ့အချိန်မှာတော့ဒေါသရှိအောင်ကိုရောက်လာကြတယ်ဒေါသနဲ့မနီမဝင်းမှာဂျွာလေးတွေကတွေ့လာကြောင်းမင်းနဲ့ဝင်းနိုင်တို့နှစ်ယောက်အားတက်လာပြီးဂျွာရှိအောင်ကိုဥတီပြေးကြပါတော့တယ်ကြေးရသားတွေကအမောတကြီးပြေးလာတဲ့သူတို့ကိုတွေ့တဲ့အခါမှာတော့မင်းမြတ်စုံစမ်းပြီးရွာလူကြီးအိမ်တို့ခေါ်သွားကြပါတော့တယ်မင်းတို့ဒီတောကြီးတွေကထွက်လာတာလားကြီးရွာလူကြီးကမင်းထက်နဲ့ဝင်းနိုင်ကိုအံ့ဩတဲ့အမူအရာနဲ့မေးလိုက်တယ်မင်းတို့တော်တော်ကန်ကောင်းနေဒီနေ့အတွင်းဒီတောထဲဝင်သွားတဲ့လူတယောက်မှသမရှင်ကျော်ရဲ့ရွာသားတွေတောင်မှဒီတောထဲမဝင်ဖို့တားမြစ်ထားရတယ်ရွာလူကြီးကအဲ့လိုပြောလိုက်တဲ့အခါမှာတော့မင်းထက်နဲ့ဝင်းနိုင်တို့ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးငြိမ်သက်နေမိတော့တယ်သူတို့ညကဘာတွေကြုံခဲ့ရလဲဆိုတာကိုသူတို့ကိုယ်တိုင်တောင်မှယုံကြည်ဖို့ခက်ခဲနေမိပါတော့တယ်မင်းနဲ့ဝင်းနိုင်တို့တောထဲမှာတညလုံးပြေးလာထားတဲ့ပင်ပန်းမှုတန်းကြောင့်ဂလူကြီးရဲ့အိမ်မှာတနေ့လေလုံးအိတ်ဆက်အနားယူကြပါတယ်။ညနေဆောင်နေဝင်လူချိန်မှာသူတို့နှစ်ယောက်နိုးလာပြီးဂလူကြီးအိမ်မှာရောက်နေတဲ့ရွာသားများနဲ့ရွာလူကြီးကိုသူတို့ညကကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပြန်ပြောပြလိုက်ပါတယ်။ဂလူကြီးနဲ့ရွာသားတွေရဲ့မျက်နှာတွေမှာစိုးရင်ကြောက်လန့်နေတဲ့အမူအရာတွေဆိုးမိုးနေပြီးသူတို့ဘေးပတ်ဝန်းကျင်ကိုလည်းစိတ်ချတဲ့အမူအရာနဲ့လှည့်ပတ်ကြည့်နေကြပါတယ်။ဒီမှာတင်ရွာလူကြီးကဟေးမင်းတို့ညတော့ကန်ကောင်းတာပဲ။ဒါပေမဲ့ဒီအိစာဒီမှာတင်ပြီးတော့ဟုတ်သူတို့ဒီကိုလဲလာကြလိမ့်မယ်။ဂလူကြီးရဲ့စကားကြောင့်မင်းနဲ့ဝင်းနိုင်လို့စိုးရင်တော့ပြီးဗျာဒီလိုဆိုကျွန်တော်ဘယ်လိုလုပ်ကြမလဲဒီ
ဘယ်လိုကြီးလဲသူတို့အမေကိုလေးပဲဆိုတာတပ်ပြင်းတစ်ချက်ချရင်ဟူလုံးစရာတော့တနည်းပဲရှိတယ်တောထဲကမကောင်းဆိုးဝါးတွေကိုတောထဲပြန်မောင်းထောက်မှာပေါ့ကွာဒီလိုနဲ့ရွာလူကြီးကရွာသူရွာသားတွေကိုချက်ချင်းစင်ကောက်ခိုင်းလိုက်ပြီးမင်းထက်ဝန်းနိုင်တဲ့သူအစီအစဉ်တွေကိုတိုင်ပင်ကြပါတော့တယ်သူတို့အစီအစဉ်ကတော့ရွာသူရွာသားတွေကိုရွာလေအားစကက်ကြီးစီမှာစုဝေးစီပြီးရွာတွေကိုတရေတက်ပတ်တွေမဝင်နိုင်အောင်ရွာဦးကျောင်းကဆရာတော်3-5ပင်ပြီးပြည့်ရွတ်ဖတ်မှာဖြစ်ပါတယ်ည9နိုင်ချိန်လာရဲ့အလင်းရောင်လေးအောက်မှာတော့ရွာရဲ့အနီးကတောဆက်ကနေမျက်လုံးနီနီနဲ့မကောင်းဆိုးဝါးတရေတက်ပတ်တွေကရွာဘက်ကိုဥတီလှုပ်ရှားလာတော့ရွာစီးရိုးမှာစောင့်ကြည့်နေရွာသားတွေတွေ့လိုက်ကြရတယ်အမေဆိုတဲ့ချောင်းမက်ဖွယ်ကောင်းတဲ့ငိုတန်ကြီးတွေတားနဲ့ကြီးတန်ကြီးတွေကလည်းလင်းနဲ့တူပြန့်လွင့်လာပါတယ်ရွာသားတွေလည်းကြောင်းလာပြီးရွာလေအားစက်ကြီးစီကိုငယ်သားမအော်ကြီးပြေးကြပါတော့တယ်မင်းထက်နဲ့ဝန်းနိုင်လို့အော်တန်နေကြားတဲ့ကြောင့်ရွာလူကြီးအိမ်ကြီးအချင်းတွေထွက်ကြည့်နေစဉ်အလက်လက်ကြားပြေးဝင်လာတဲ့ရွာသားတွေထဲကတယောက်ကိုလှမ်းမိလိုက်ဟဲ့တူအဖေတို့လည်းဒီကမိတို့ကြီးကမ်းပြီးရွာထဲပြုံးလာတဲ့ရွာသားကြီးဟာအလွန်မောဟိုင်နေတဲ့ဟန်နဲ့ရွာတဲ့ဒေသဘက်ဝင်လာပြီးပေါ့အများကြီးပဲမင်းတို့လည်းရွာလေးစက်ကိုပြီးဟာလူကြီးရဲ့စကားတော့မဆုံးသေးမင်းထက်နဲ့ဝန်းနိုင်လို့အနောက်ကိုကြည့်လိုက်တဲ့အခါရွာလူကြီးရဲ့အိမ်ကတကားတွေအကုန်ဝုန်းနဲ့ပုတ်ထွက်ကုန်တယ်ဒီအချိန်မှာပဲပုတ်ထွက်သွားတဲ့ဒနေမောတစ်ခုကဖြူဖြူလက်ကြီးတစ်ခုရှည်ထွက်လာပြီးမင်းထက်နဲ့ဝန်းနိုင်ကိုဆွဲပတ်မှုချိုးစားရာရွာသားကြီးကတထဲကမီးတုံးနဲ့ဖြူဖြူလက်ကြီးကိုပစ်ပေါက်လိုက်ပါတယ်ထိမှန်သွားတဲ့ကြောင့်လက်ကြီးကအနောက်ပြန်ရုပ်သွားပါတယ်ဒါနဲ့ရွာသားကြီးကမင်းထက်နဲ့ဝန်းနိုင်ကိုပြေးကြတော့လို့ပြောပြီးသူကိုယ်တိုင်လည်းချီကုန်တော့ပြေးပါတော့လေသူတို့ရွာလမ်းတစ်လျှောက်ချီကုန်တော့ပြေးလာစင်မှာပဲသူတို့နောက်ကနေပုံတရံမျိုးစုံနဲ့တရေတပတ်တွေကသူတို့နောက်ကိုအတင်းလိုက်လာကြပါတော့တယ်မင်းထက်တို့ရွာလေဇီရက်ကိုရောက်ခါနေတဲ့အချိန်မှာတော့အနောက်ကနေဖြူဖြူလက်ကြီးတစ်ပတ်ကဝန်းနဲ့ကိုလှမ်းဆွဲလိုက်ရဲ့အခါဝန်းနဲ့တယောက်ဘိုင်းကနေမှော့ရလဲသွားတော့တယ်ဝင်းနဲ့တယောက်အကြောင်းနဲ့တကြအော်ဟေးရုံးကန်ကူညီတောင်းရင်မြေပေါ်မှာမှော့ရကြီးပါသွားပါတော့တယ်ဝင်းနဲ့ရဲ့အော်တန်ကြောင့်ဘင်းနဲ့ရွာသားကြီးတို့ဝင်းနဲ့စီပြန်ပြေးလာပြီးလက်တယောက်တစ်ဖက်ကနေဝင်းနဲ့ကိုအတင်းပြန်ဆွဲတော့တယ်ဒီချိန်မှာပဲရွာလေဇီရကဆရာတော်ဖခင်များရဲ့ပေးရွတ်ဖက်တန်ကြောင့်ဝင်းနဲ့ကိုအတင်းဆွဲနေတဲ့တူရဖြူရောမကောင်းဆိုးရလက်ကြီးဟာဆွဲနေတာကိုလွတ်ပြီးပျောက်ဝေသွားတော့တယ်မင်းနဲ့ရွာသားကြီးတို့လည်းဝင်းနဲ့ကိုဆွဲထုတ်ပြီးဆရာကြီးစီကိုအတင်းဝင်ပြေးပါတော့တယ်ဆရာတော်ဖခင်များရဲ့ပေးရွတ်ဖက်မှုကြောင့်ရွာထဲမှာဝင်ရောက်တောင်းကျမ်းနေတဲ့တရေတစ်ပတ်များဆူညံအော်ဟစ်ပြီးရွာထဲကနေတောအုပ်စီကိုအတင်းထွက်ပြေးကြပါတော့တယ်ဆရာတော်ဖခင်များပေးရွတ်ပြီးတဲ့အခါမှာတော့ရွာထဲမှာဆူညံပြေးသွားနေတဲ့တရေတစ်ပတ်တွေရဲ့အထံမကြားကြတော့ပေါ့ပြီးတာနဲ့ရွာလူကြီးဦးဆောင်ပြီးမင်းထက်ဝင်းနိုင်တဲ့ရွာသူရွာသားများဟာညတင်းချင်းပဲရွာအနှံ့ကိုပရိတ်ပတ်ဖြန်းပါတော့တယ်ပရိတ်ပတ်ဖြန်းပြီးတဲ့အချိန်မှာတော့မင်းထက်ဝင်းနိုင်တဲ့ရွာသူရွာသားများဟာတရေတစ်ပတ်တို့ရံမှာကင်းဝင်းသွားတာကြောင့်တပင်းကိုစီချနိုင်ကြပါတော့တယ်အခုနားဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျဇလန်းလေးကိုကြမ်းနေတတ်တယ်ဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဝေဖန်ချန်ပြူရှင်ကများရှိရင်လည်းကွန်မန့်မှာဝင်ရောက်ရေးခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်